ဘောလုံးပွဲတွေအဆုံးများလို့စိတ်ညစ်နေတဲ့ကျွန်တော်ရဲ့ညီကိုတွေအတွက်ဒီဗီဒီယိုလေးမှာဆိုရင်မိတ်ဆွေတို့အတွက်အပေါင်းပြစေမယ့်ဖရီပွဲ၃ပွဲကိုကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့99 football day ဖြစ်ပါတယ်ဒီနေ့ညမှာဆိုရင်ပရီးမီးယားလိပွဲစဉ်တွေလည်းရှိတယ်လာလီဂါပွဲစဉ်တွေရောကြတော့ပြင်သစ်လီဂူပွဲစဉ်တွေရောဂျာမန်ဘွန်ဒလီဂါပွဲစဉ်တွေရောပွဲစဉ်တွေကတော့အများကြီးရှိတယ်ဒီပွဲစဉ်တွေထဲမှာကျွန်တော်ရဲ့အကြိုက်ဖြစ်တဲ့၃ပွဲကိုရွေးချယ်ပေးမှာဖြစ်တယ်ပထမဆုံးပွဲအနေနဲ့ဘရက်ဖို့နဲ့ဘန်လီပွဲစဉ်ကိုရွေးချယ်ထားတယ်ဘော်ဒီဂျေးမှာဆိုရင်အင်ရှင်ဘရက်ဖို့က1.30ပေါင်နေဆိုကိုပေါင်းဂျေးမှာဆိုရင်3 plat 65ပြားလောက်ထိပေါက်နေတယ်ဒီပွဲစဉ်မှာဆိုရင်ဘရက်ဖို့အနေနဲ့ကြီးတော်တော်လေးပြင်းနေတာကိုတွေ့ရတယ်ဘာလို့ကြေးပြင်းနေတုံးဆိုတော့ဘရက်ဖို့ရဲ့အင်ကွင်းကစားတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဘရက်ဖို့ကအဝေးကွင်းနဲ့အင်ကွင်းနဲ့ကစားတော်တော်ကွာတယ်အင်ကွင်းမှာဆိုရင်ပိုပြီးမမထန်ထန်နဲ့လောက်ပြတတ်တဲ့အသင်းဖြစ်တယ်နောက်ဆုံးဘန်လီရဲ့သုံးပွဲဆက်ခြေစွမ်းကိုကြည့်ရတာကျွန်တော်တို့အားမရဘူးဟန်နဲ့ပွဲမှာလည်းတော်တော်လေးအားမရဘူးချက်စီနဲ့ပွဲမှာဆိုရင်ခန်းစစ်ကလေးကမဆိုးစလောက်ကောင်းနေဆိုပေမဲ့တိုက်စစ်ပိုင်းတော်တော်အားနေနေတယ်ဘန်လီရဲ့နောက်ဆုံးသုံးပွဲဆက်လုံးဆုံးထားတယ်ဒီပွဲစဉ်မှာဆိုရင်ဘရက်ဖို့ပေါက်တဲ့ပေါက်တိုက်တဲ့ကြီးထဲမြင့်နေတဲ့အနေထားမှာကျွန်တော်တို့ဘူကီဒီအနေနဲ့ဘရက်ဖို့နိုင်တေချာလို့ DJ ပေးထားလို့ကျွန်တော်သုံးသက်တယ် 1.30 ဆိုတဲ့ခြေတန်းတစ်ခုမှာဘရက်ဖို့ကိုပြတ်သွားလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်နေပုံမှန်ပေါက်မှာဆိုရင်1 plat 30လောက်ပေါက်တဲ့အနေထားမှာ 1.30 ဆိုတာကြီးတော်လေးပြ60လောက်ဟာတယ်လို့ကျွန်တော်တို့သုံးသက်တယ် DJ မှာဆိုရင်ဘရက်ဖို့ body ကိုကြိုက်တယ်အကြိုက်တူရမိတ်ဆွေလိုက်ဆော်လို့ရတယ်နောက်တစ်ပွဲကတော့ဘန်မြူနက်နဲ့ပေါ်လို့ရပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာဆိုဘန်မြူနစ်က3 plat 85ပြားထိပေါက်နေတယ်ကိုပေါင်းကြီးမှာဆိုရင်လေလုံး45ပြားပေါက်တယ်ဘူကီဒီကြီးဖောက်လို့ခက်ခဲတဲ့အတင်းဒီနေ့မှာဘန်မြူနစ်လို့ကျွန်တော်တို့သုံးသပ်တယ်ဂျာမန်မှာဆိုဘန်မြူနစ်ကိုကြီးဖောက်ဖို့တော်လေးခဲနေအရင်ဘက်ကဆိုလည်းပရိုင်ဘက်ကို2 level ပေးခဲ့တယ်ဘူကီဒီကတော်တော်များများတော့တစ်စားလေးနဲ့ဘူကီရဲ့လက်ွက်အောင်မှာအိုက်ပွဲမှာဆိုမိခဲ့တယ်ဘာလို့လဲဆိုတော့2 level ဆိုတော့ဈေးတက်မှာဆိုရင်ဘန်မြူနဲ့ကိုကြီးနောက်လိုက်တဲ့လူဆိုရင်ဆောင်းကြတာများတယ်တစ်စားလေးတော်များများဆိုရင်ပရိုင်ဘက်ကိုပေးခဲ့တယ်ဒါပေမဲ့ဒီဘက်မှာဆိုရင်လည်းဘန်မြူနစ်ကပဲကြီးအောင်သွားခဲ့တယ်ဒီနေ့ညမှာလည်းဘန်မြူနစ်က3 ခုပြတ်ဖို့မခဲတဲ့အနေအထားမျိုးရှိတယ်ဒီဘက်မှာကျွန်တော်တို့ဘန်မြူနစ် body ကိုကြိုက်တယ်နောက်ဆုံးပွဲစဉ်အနေနဲ့တော့ AC Milan နဲ့ Lazio ပွဲစဉ်လေးကိုရွေးချယ်ထားတယ်။ body ကြီးမှာဆိုရင် AC Milan 1 plat 25ပြားပေါက်နေတယ်။ကိုပေါင်းကြီးမှာဆိုရင် 2.80 ပေါက်နေတယ်။ဒီစီတန်းက AC Milan အနေနဲ့အဆင့်15-16ကအသင်းတွေကိုပေါက်တဲ့ဈေးတန်းလို့ကျွန်တော်မြင်တယ်။ Lazio လိုစင်တန်းမြင့်တဲ့အသင်းကို1 plat 20အစိတ်ဆိုတော့တော်တော်ကြေးပြင်းတယ်လို့ပြောလို့ရတယ်။ကိုပြတ်မှာစားရမယ်အနေထားမှာဒါပေမဲ့ကြေးပြင်းတဲ့ကျွန်တော်တို့ AC Milan body ကိုထိုင်နေတယ်။အားလုံးပဲကိုလက်ပါကောင်းကောင်းကြပါစေ။